Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့တအိမ်လုံးကြိုက်တဲ့ပစွန်တုပ်စီပြန်လေးနဲ့သူ့စရာအစုံငရုတ်ဒီထောင်းနေပေါ့နော်အရွက်ကြော်လေးရဲ့ဒါလေးချက်စားဖြစ်တာကိုတင်ပေးမှာဖြစ်ပါတယ်ဒါတော့အနှစ်လုံးမယ်ပေါ့နော်ခါတိုင်းဆိုရင်တော့ပုံမှန်ကထောင်းတာပေါ့နော်ဒီနေ့တော့အနှစ်ကအများကြီးလိုချင်တာဖြစ်တဲ့အတွက်ကျိတ်ဆက်လေးနဲ့ကျိတ်လိုက်ပါတယ်ခရမ်းညင်ဒီလေးတစ်လုံးထည့်ပါမယ်စီတက်ပြီးပေါ့နော်ပုံမှန်မှာပဲဒါကတော့ခါတိုင်းလိုပဲပေါ့နော်စီတက်ပြီးတော့ရင်တော့ရောင်တင်မုတ်ထည့်ပါမယ်စနုံမုတ်ထည့်တယ်ခရမ်းညင်ဒီထည့်ပြီးတော့လုံးလိုက်တယ်ခရမ်းညင်ဒီလေးကြေဝါးကြီးဆိုရင်တော့ပစွန်လေးတွေကိုထည့်လိုက်ပါတယ်ပစွန်လေးတွေကိုထည့်ပြီးတော့တတရရမှွေလိုက်တာနဲ့ကိုအဆင်ပြေသွားပါပြီရသွားပါပြီဒါကတော့တို့စရာလေးတွေပါဒါကတော့အဟင်းလေးရသွားပါပြီအရွက်ကြော်လေးနဲ့ငရုတ်တီထောင်းလေးနဲ့ပစွန်ဟင်းလေးပေါ့နော်အိမ်မမီသားစုများဖြစ်တဲ့အတွက်ဟင်းကတော့ဒီလိုမျိုးနှစ်ခွက်လေးခွဲထားရပါတယ်အားလုံးပဲလိုက်ချက်စားကြည့်ဖို့လည်းအကြံပေးပါတယ်เนาะအရင်လဲစားလို့ကောင်းပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะဘိုင်ဘိုင်